လောကမှာလူတွေကလူတွင်ကျဲလှုပ်ပြီးတော့လူလဲကောင်မှထားပြီးတော့ဘဝတုဒ္ဒရှိတဲ့အောင်ရောရတာတွေရွတ်ပြီးတော့ထားပြောပြီးဖောင်းဖောင်းနဲ့ပြောတဲ့လူတွေကလည်းပညာရှိကြီးလို့ထင်ကြတယ်လေလူတဲ့ကောင်ကထားပြောပြီးတော့ပညာရှိကြီးတွေသူမသိတာမရှိဘူးမတတ်တာမရှိဘူးအဲ့လိုမျိုးပညာရှိသွားတယ်အဲ့ဒါပညာရှိလားမြတ်စွာဘုရားကပညာရှိနဲ့ပညာရှိအတုနဲ့အစစ်ကိုဘယ်လိုခွဲပြတော့ဆိုနတ္တိနပဏိတောဟောတိယဝတ္တဘဟုပါတတိအကြောင်းအရာတွေစုံနေအောင်ပြောတတ်ရုံနဲ့ပညာရှိမဟုတ်ဘူးတဲ့ဟိုကိစ္စဆိုလဲ तू သိလိုက်တာပဲဘယ်အကြောင်းဆွေးနေ तू ကုန်သိတယ် तू ပြောတယ်ဖောင်းမောင်းနဲ့လူလဲကောင်မှာအာပေါင်းအာရင်တန်တန်ပြောနေတိုင်းပညာရှိမဟုတ်ဘူးတဲ့လောကမှာလူတွေကတော်တော်များများမှာတက်ရောင်ကားတွေအများရှိတယ်လေရှားရွတ်တွေတို့တက်ရောင်ကားတွေတို့အများရှိတယ်အဲ့ဒါပညာရှိခေါ်မလားလူလဲကောင်မှာစကားဖောင်းပြီးတော့ဟိုအကြောင်းအရာလဲသူသိတယ်ဒီအကြောင်းအရာလဲသူသိတယ်ပြောနိုင်တယ်အဲ့ဒါပညာရှိလားဆိုတော့မြတ်စွာဘုရားကနတ္တိနပဏိတောဟောတိရှာဝတ္တဘဟုပါတတိအဲ့ဒီလိုလူတွေကောင်မှစကားမြတ်ပြောတတ်ရုံနဲ့ပဲပညာရှိခေါ်မလားဆိုခေါ်ဦးတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးပညာရှိလို့မခေါ်ဘူးတဲ့ဒါဖြင့်ပညာရှိဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်တော့ဆိုပညာရှိဆိုတဲ့ပုဂ္ဂိုလ်ဟာခေမီအဝေရိအဘယောပဏိတောတိပါဝစတိပညာရှိဆိုတဲ့ပုဂ္ဂိုလ်ဟာဖောင်းဖွားဟောင်းဖွားပြောရုံနဲ့ပညာရှိမဟုတ်ဘူးတဲ့သူ့ကိုအကြောင်းပြုပြီးတော့ဘယ်သူမှဒုက္ခမပေးတဲ့သူဖြစ်ရမယ်နော်ခေမီအနေကင်းပညာရှိဆိုတဲ့ပုဂ္ဂိုလ်ကဘယ်သူမှဒုက္ခမပေးဘူးဘယ်သူမှဒုက္ခရောက်အောင်မပြောဘူးစိတ်ကောင်းနှလုံးကောင်းမတန်းရှိတယ်ကုညီတတ်တယ်ခေမီအနေကင်းအောင်နော်မိမိကိုယ်တိုင်အနေကင်းတယ်ဖေးကင်းတယ်သူများကိုဒုက္ခမပေးတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အဝေရီရှမ်းသူကင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ရှမ်းသူဆိုတာကိုယ်ကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဒီလိုဆိုလို့ရှမ်းသူဆိုတာဘာကိုပြောတာတော့ဆိုငါးပါးသီလကိုချုပ်ဖောက်နေတာရန်သူပဲသူဝေရလို့ခေါ်တယ်ငါးပါးသီလဝေရဒါကြောင့်မို့ဝေရမဏိဆိုတဲ့စကားလုံးကအဲ့ဒီအဓိပ္ပာယ်နဲ့ပါတယ်ပါဏာတိပါတာဝေရမဏိသိက္ခာပရံသမာဓိယမိဆိုတဲ့အဓိပ္ပာယ်မှာဝေရမဏိဆိုတာရှောင်ကျဉ်တယ်ဆိုတဲ့အဓိပ္ပာယ်ကတစ်ခုဝေရဆိုတာယံကိုမဏိကဖယ်ဖြောက်တာဆိုတဲ့အဓိပ္ပာယ်ကလည်းတစ်ခုနော်စာပေဖွင့်နေမှာနှမျိုးဖွင့်ထားတယ်ဝေရမဏတိဝိနာတိတိဝေရမဏိငါးပါးသီလမှာသူများအသက်မတတ်ဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာသူများအသက်ကိုတတ်ချင်းကြောင့်ဖြစ်ပေါ်လာတဲ့ဖေးရန်အနေနဲ့သူမှမရှိဘူးတနည်းအားဖြင့်သူများကိုတတ်ချင်းအားဖြင့်သူများကိုဒုက္ခပေးတာမလုပ်ဘူးငါးပါးသီလဆိုတာသူများဒုက္ခပေးတာလေသူများအသက်တတ်တယ်သူများဥစ္စာခိုးတယ်သူတို့ဘာသာမရစောကပြက်မှားတယ်လိန်ပြောတယ်ကိုကမှမဟုတ်တာသူများဒုက္ခရအောင်လုပ်တာလေအဲ့ဒါတွေတကယ်ရနေပဲအဲ့ဒီရနေကင်းနေတယ်လို့ဆိုလို့တယ်အဲ့တော့ပညာရှိဆိုတဲ့ပုဂ္ဂိုလ်ဟာဒီအလုပ်တွေမလုပ်ဘူးသူကိုယ်တိုင်ကဘေးရန်အနေကင်းတယ်ဘသူကိုမှရှံတတ်တူမပြုတ်ဘူးဟောဒါဟုတ်ဆိုလို့တယ်အဝေးဒီဝေရဆိုတဲ့ယံကင်းတယ်အဲ့ဒီပဲဝိသေဝသုံးတာလည်းပဲယံထဲမှာထည့်ထားတယ်ဝိသေဝသုံးတဲ့သူကကျန်တဲ့ပုဂ္ဂိုလ်ယံလောက်တာပဲလေ
မူရစေဝါဆွဲနေရင်လူသတ်မှုလည်းကျူးလွန်နိုင်တာပဲခိုးမှုလည်းကျူးလွန်နိုင်တာပဲရိတ်လို့တာလည်းကျူးလွန်နိုင်တာပဲလိန်တာလည်းကျူးလွန်နိုင်တာပဲသူကမူရစေဝါအမှုသမားအကုန်လုံးလို့ရအဲ့တော့အဲ့ဒီ၅ခုကိုဝေရလို့ခေါ်တယ်အဲ့ဒီဝေရဆိုတဲ့၅မျိုးကင်းတာကိုအဝေရီအပိယဆိုတာသူ့ကိုအကြောင်းပြုပြီးတော့ဘယ်သူမှဒုက္ခမဖြစ်ဘူးသူဟာကြောက်เสียပုဂ္ဂိုလ်မဟုတ်ဘူးခင်မင်းเสียပုဂ္ဂိုလ်သာဖြစ်တယ်ကြောက်เสียပုဂ္ဂိုလ်မဟုတ်ဘူးသူများကိုဒုက္ခရောက်အောင်မလုပ်ဘူးကြောက်ရမယ့်ပုဂ္ဂိုလ်လည်းမဟုတ်ဘူးခင်မင်းရမယ့်ပုဂ္ဂိုလ်သာဖြစ်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးမှပဏိတတကယ်ပညာရှိလို့ခေါ်တာတဲ့ဒါပညာရှိအစစ်တုအဲ့တော့ရရည်ရွပြီးတော့ဟောင်းပေါ်မော်နဲ့တူလေကောင်မှတက်ပြောနေတဲ့ပညာရှိမဟုတ်ဘူးပညာရှိဆိုဒီမှာဘယ်သူမှဒုက္ခမပေးဘူးသူကိုယ်တိုင်ကရန်ကင်းတယ်သူ့ကိုကြောက်ပြုပြီးဘေးရန်အန္တရာယ်ဆိုတာလုံးဝမရှိဘူးဟာဒီချင်းနေရှိရမယ်အဲ့တော့ဒါတွေပြီးရင်အာကိုလောက်တဲ့ပုဂ္ဂိုလ်ဖြစ်သွားပြီလေသူကဒီကဲအာကိုရမယ့်ပုဂ္ဂိုလ်ဖြစ်သွားတယ်အဲ့ဒါကြောင့်မို့မြတ်စွာဘုရားကပဏိတအစစ်ပဏိတအတုဆိုတာကိုခွဲခြားပြီးတော့ဟောတာနော်နောက်တစ်ခုကဓမ္မဒရဆိုတဲ့စကားလုံးနဲ့ပတ်သက်တယ်ပေါ့တရားရှိသူတရားသိသူတရားရှိသူတရားမရှိသူဘယ်လိုဟာလဲလောကမှာတရားတွေအများကြီးရှိပြီးတော့တရားစာတွေအများကြီးရတယ်စာပေဘုဒ္ဓတလိုက်စားလို့ဘယ်စာဖြင့်အလွတ်ရတယ်ဆိုတာမျိုးတွေရှိတယ်လေဓမ္မဒရဓမ္မသင်ကြားထားတဲ့တရားကိုဒါရဆောင်နေတရားဆောင်နေအဲ့တော့တရားကိုဆောင်နေဆိုတာတရားရှိသူဆိုတာဘယ်ပုဂ္ဂိုလ်မှတရားရှိသူခေါ်ရမလဲတရားတွေကိုသင်ထားလို့တတ်မြောက်နေုံနဲ့တရားရှိသူခေါ်မလားဆိုပါစို့ပဋ္ဌာန်းပစ္စယနေရတာအလွတ်ရတယ်နေတိုင်းပြန်နေတယ်တရားရှိသူလို့ခေါ်မလားပေကြီး17တုပ်အလွတ်ရတယ်ဆိုနေတယ်တရားရှိသူလို့ခေါ်မလားပိဋကတ်3ပုံအလွတ်ရတယ်ရွှေဖတ်နိုင်တယ်တရားရှိသူလို့ခေါ်နိုင်မလားလောကလူတွေကတော့တရားရှိတယ်လို့ခေါ်ကြတယ်နော်စာရိရတယ်တရားတွေသိတယ်တရားရှိတယ်လို့ခေါ်နေကြအဲ့ဒါတရားရှိသူအစစ်ဟုတ်လားဆိုတာကိုမြတ်စွာဘုရားခွဲပြတယ်အဲ့ဒါအဲ့တော့မြတ်စွာဘုရားရဲ့မိန့်ကြားချက်တွေကတကယ်အစစ်မှန်ကိုဥတည်တာအပေါ်ယံကိုဘယ်တော့မှအာမပေးဘူးနော်အနှစ်သာရကိုရဖို့ဟုတ်တယ်လောကလူအများစုကအပေါ်ယံလေးနဲ့ချိန်တတ်နေကြတာနော်အပေါ်ယံရွှေမုံကျဲအထဲကနောက်ချေးခံဆိုတာအဲ့တော့အပေါ်ယံလေးကြည့်ပြီးတော့လူတွေကဆုံးဖြတ်နေကြတာအတွင်းအနှစ်ကိုသိတဲ့လူကတမရှာတယ်အဲ့တော့မြတ်စွာဘုရားဘယ်တော့ဖြစ်အတွင်းနှစ်ကိုကြည့်တယ်အပေါ်ယံမကြည့်နဲ့မြေကြီးကိုရွှေဖုံးထားတဲ့ရွှေတတောင်ကြီးကတန်ဖိုးမှမရှိတာရွှေသားအစစ်နဲ့လှုပ်ထားမှရွှေတတောင်သို့တော့မြေကြီးကိုရွှေကွတ်ထားတယ်သို့မဟုတ်ရွှေချထားတယ်ဆိုရင်ရွှေတတောင်လို့တော့အခေါ်ခံရမယ်ဒါပဲတန်ဖိုးမရှိဘူးအဲ့ဒါလိုပဲတရားရှိသူလို့တော့ခေါ်ခံခြင်းခံရမယ်သို့တော့တရားသိသူမဖြစ်လာဘူး
လို့ဆိုလိုတယ်နော်တရားသိသူဖြစ်ဖို့ရည်ကြည်တယ်အဲ့ဒါနဲ့ပတ်သက်ရင်မြတ်စွာဘုရားပါဟောနတာဝတ္တဓမ္မတရောယာဝတ္တဘဟုပါတတိအေးရတဲ့စာတွေရွတ်နေုံနဲ့တော့ဘလောက်ပဲအများကြီးရွတ်ဘာသာတွေပဲရထားတရားရှိတယ်လို့မခေါ်ဘူးတဲ့တရားကိုဆောင်ထားသူလို့မခေါ်ဘူးတဲ့နော်တရားကိုဆောင်ထားသူလို့မခေါ်ဘူးတဲ့ယောစအပ္ပံပိသုတ္တဝနာဓမ္မံကာယေနပတ္တိတဲ့ဒါအနှစ်သာရပဲငါကြည့်တော့တရားတွေအများကြီးနှုတ်တဲ့ဆောင်ထားတဲ့ပုဂ္ဂိုလ်ဖြစ်ပေမဲ့လို့သူ့ကိုတရားဆောင်သူတရားရှိသူလို့မခေါ်နိုင်သေးဘူးတဲ့အေးတရားတပုတ်ဖက်သိတဲ့တရားအတိုင်းကိုထွေးလက်လိုက်နာကျင့်သုံးပြီးတော့တရားဓမ္မကိုထွေးသိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဓမ္မံကာယေနပတ္တိအသိဉာဏ်နဲ့သိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်တရားရဲ့အနှစ်သာရကိုသိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်သဝေဓမ္မတရောအဲ့ဒီပုဂ္ဂိုလ်မှာတကယ်အစစ်တရားဓမ္မတရတရားရှိသူတရားသိသူလို့ခေါ်နိုင်တယ်တဲ့ယောဓမ္မနပမစ္စတိဓမ္မလမ်းကြောင်းတိုင်းကျင့်သုံးလိုက်နာပြီးတရားကိုတကယ်သိတဲ့ပုဂ္ဂိုလ်တရားအတိုင်းကျင့်သုံးနေထိုင်တဲ့ပုဂ္ဂိုလ်မှတရားရှိသူလို့ခေါ်ရမယ်ဒါနိတ္တရဘိုင်ကပြောလိုက်တာလေအပေါ်ယံကရွတ်နေုံနဲ့တရားသိတယ်လို့မခေါ်ဘူးနော်ရောင်းကြက်ထားလို့ရနေတာပဲရှိတယ်သူအဲ့ဒါတရားသိသူမခေါ်ဘူးဆိုညာတော့အဖြစ်ပရိသေလည်းရွတ်ကြပါတယ်ဟိုသတိထားဖို့ပြောပြတာမရွတ်ကောင်းဘူးမဟုတ်ဘူးရွတ်ကောင်းပါရွတ်တဲ့လောက်တော့ရွတ်တဲ့အကျိုးတော့ရှိမှာပေါ့သို့တော့ဘာဆိုလို့တာနားမလဲပဲနဲ့အန္တရာယ်ကင်းမှုစီးပွားဥစ္စာတက်ဖို့ဆိုပြီးတော့မန္တန်ရွတ်တယ်လို့ရွတ်နေလို့ကတော့တိတ်ပြီးတော့အကျိုးရှိလာအောင်နော်တိတ်အကျိုးရှိဥပမာတစ်ခုပြောမယ်မေတ္တာသုတ်လူတိုင်းလောက်နီးရကြတယ်ဘုရားဘာသာမေတ္တာသုတ်မှာဘုရားကဘာလုပ်ရမလဲဆိုတာပြောထားတာရှိတယ်မာတယထာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေသာသမီတူရဲထွန်းကားတဲ့မိခင်တယောက်ဟာသူ့ရဲ့ချစ်ခင်တဲ့စိတ်တွေဟာတူရီသောသာသမီပေါ်မှာစုပြုံရောက်ရှိပြီးတော့အသက်ပေးပြီးအဲ့ဒီကလေးကိုချစ်တယ်ကိုသူချစ်စရာလည်းမရှိဘူးလေဒီတယောက်ပဲရှိတာဒါကြောင့်မို့လို့သာသမီတူတဲ့ထွန်းကားတဲ့မိခင်ရဲ့မေတ္တာချစ်ကြိုးစားပါလို့ဘုရားဟောတာဆိုလိုတာကမိဘကတူရီသောသာသမီပေါ်မှာမေတ္တာထားနိုင်တယ်လို့တရားဝါရီပေါ်မှာထားနိုင်အောင်ကြိုးစားပါလို့ဘုရားဟောတာအဲ့ဒီအဓိပ္ပာယ်ကိုမသိဘူးဆိုလို့ရှိရင်ဒါဘုရားကဘာလောက်ခိုင်းတာတော့ဆိုလည်းမသိတော့ရွတ်တော့ရွတ်နေမှာပဲမာတယထာနိယဗုဒ္ဓမာယုတဧကဘာဆိုမှမသိဘူးဆိုရင်ဒါတရားရဲ့အနှစ်သာရကိုမသိရရောက်တယ်ပြီးတော့လည်းမေတ္တာပို့တာလောက်မှမဟုတ်ဘူးမေတ္တာစိတ်ထဲဝิญဉ်မှဝင်မှာမေတ္တာစိတ်ဝင်လို့မေတ္တာတုတ်ရွရင်ကနေချင်းအလာကြိုက်တော့ဖတ်ခနဲ့ဆိုချလိုက်ဘယ်လိုလုပ်ပြီးတော့မေတ္တာကရောက်တော့တရားအလုံးပေါ်မှာမေတ္တာထားပါလို့ပြောနေတဲ့အချိန်ပဲတပ်ပလိုက်ပြီနော်ဒေါသဖြစ်စရာရှိတဲ့အဲ့ဒီချိန်မှာဖြစ်လိုက်ပြီမြတ်စွာဘုရားကဧဝံပိသဗ္ဗဘူတေတုတဲ့သက်ရှိတ attva တွေအလုံးပေါ်မှာဧဝံပိသဗ္ဗဘူတေတုမာနတံဘဝေအပရိမာဏ
တိုင်းတာကန့်တမထားတဲ့မေတ္တာစိတ်ကိုဖြစ်အောင်လုပ်ပါလို့ခေါ်တာအဲ့ချိန်မှာဖြစ်မှမဖြစ်လိုက်တော့မေတ္တာတော့ရွတ်ချင်းကြိုက်နေတော့ဖုံးနဲ့ချလိုက်တာပဲအဲ့ဒါတော့အဲ့လိုမျိုးတရားရှိသူလို့ခေါ်လို့မရဘူးလို့ဆိုလို့တယ်ပေါ့ဒါဥပမာတစ်ခုပြောပြတာပါဥပမာတစ်ခုပြောပြတာမြတ်စွာဘုရားဟောတာကမေတ္တာပုဂ္ဂိုလ်ဟောတယ်ပြီးတော့နပရောပရနိကုပ္ပေထာတယောက်နဲ့တယောက်မလိမ်ညပါစေနဲ့လိမ်ညတယ်လေတူလိမ်တာမလိမ်ပါစေနဲ့မလိမ်ညပါစေနဲ့ကိုယ်ဆန္ဒကဘယ်သူမှမလိမ်ပါစေနဲ့ဒီသဘောမရလို့ကိုယ်ကလိမ်နေတဲ့အခါလိမ်လိုက်တယ်မလှည့်စားပါစေနဲ့တူနဲ့တူမလှည့်စားပါစေနေညမညံသဒုက္ခမေ့เสียတူဒုက္ခရောက်တာတူကဒုက္ခရောက်တဲ့ရောက်စေခြင်းနဲ့စိတ်မထားပါနဲ့တူဒုက္ခမပေးခြင်းညပါနဲ့ပေးလိုက်တယ်ချင်းထဲတယ်တို့အချွန်နဲ့မတယ်တို့ဆိုအဲ့ဒါဒုက္ခပေးတာတွေပဲအဲ့ဒါတွေကဒီစာရိတ္တရတဲ့နဲ့လုံးနေလို့ရှိရင်ဒါတရားမရတာဖြစ်တယ်ပေါ့တရားမသိတာဖြစ်တယ်သို့မလိုက်နာတာပဲဖြစ်တယ်အဲ့လိုဟာတွေအများကြီးရှိတယ်ပေါ့နော်မြတ်စွာဘုရားရဲ့ဆုံးမတရားတွေကတကယ်လိုက်နာကျင့်သုံးရမယ့်တရားတွေကြီးပဲဒါကြောင့်မို့ယောစအပ္ပံပိသုတ္တဝါနာသူအများကြီးမရဘူးစာပေနေတယ်မြတ်စွာဘုရားရဲ့ဆုံးမတွေအများကြီးသင်ယူထားတာမရှိဘူးအနည်းငယ်လေးပဲရှိတယ်ရှိထားတဲ့အတိုင်းအဲ့တိုင်းလိုက်နာတယ်နော်အဲ့တိုင်းသိအောင်ကြိုးစားတယ်ယောဓမ္မနပမိစတိဓမ္မပေါ်မှာဘယ်တော့မှမေ့လျော့ပြီးတော့မနေဘူးလိုက်နာကျင့်သုံးတယ်ဆိုရင်သဝေဓမ္မတရောဟောတိအဲ့ဒီပုဂ္ဂိုလ်ကမှတကယ်တရားရှိသူတရားသိသူဖြစ်ပါတယ်